ဆုခအောင်ကိုတီဝစ် channel မှာကြိုဆိုပါတယ်ပြီးခဲ့တဲ့ lesson မှာတော့grade calculator project တစ်ခုရေးခဲ့ကြပါတယ်ဒီနေ့မှာတော့ Python ရဲ့ comparison operator တွေအကြောင်းလေ့လာသွားပါမယ် comparison operator ဆိုတာ value နှစ်ခုကိုနှိုင်းယှဉ်ပြီး true သို့မဟုတ် false ကိုပြန်ပေးလို့တဲ့ operator တွေဖြစ်ပါတယ်အရေးကြီးတဲ့ comparison operator တွေကတော့ကြီးသည် greater than ငယ်သည် less than ဒါမှမဟုတ်ကြီးသည်သို့မဟုတ်ညီသည်ဆိုရင် greater than equal ပေါ့ငယ်သည်သို့မဟုတ်ညီသည်ဆိုရင် less than equal ပေါ့နော်ညီတယ်ဆိုရင်တော့ equal ပေါ့မညီဘူးမတူညီဘူးဆိုရင်တော့ x class multimat equal ဆိုပြီးတော့ကျွန်တော်တို့ကရေးသားနိုင်ပါတယ်အဲ့တော့မို့ exam အနေနဲ့ပြောမယ်ဆိုရင်10က9ထက်ကြီးတဲ့အတွက်10 greater than 5ဆိုရင်2ဖြစ်မယ်ပေါ့9က10ထက်ကြီးမလာဘူးဆိုရင်5 greater than 10ဆိုရင်မှားတယ်ပေါ့ဗျာဒီ operator တွေက if statement တွေနဲ့တွဲပြီးသုံးပြီး program တွေကိုဆုံးဖြတ်ချက်ချနိုင်အောင်ဖန်တီးပေးကြတာဖြစ်ပါတယ်ဆန်းပြီးတော့ကျွန်တော်တို့ဒီ example လေးတွေကို run ပြီးတော့ရေးကြည့်အောင်ပေါ့နော်ကျွန်တော်တို့ဒီမိုကုတ်အနေနဲ့ရေးမယ်ဆိုရင် a equal 10နောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော်တို့ b equal 5ပေါ့နော်5ပေါ့အဲဆိုရင် print အနေနဲ့ကျွန်တော်တို့ရေးမယ်ဆိုရင် a က b ထက်ကြီးတယ်ပေါ့နော်အဲဆိုရင် p r i n t print sorry နည်းနည်းလေးအောင်အဲ print ကိုပေါ့ကျွန်တော်တို့အောက်ကိုချရေးရမှာပေါ့နော် print p r i n t print a greater than b ပေါ့နော် a ဟာ b ထက်ကြီးတယ်ပေါ့ဗျာဆိုလိုချင်တာကဒါဆိုရင် print နောက်တစ်ခုနဲ့ပြောမှဆိုရင် a less than b ပေါ့နော် b ပေါ့ဒါကကြတော့ a ဟာ b ထက်ငယ်တယ်ပေါ့ဗျာ b အောင်ငယ်တယ်ပေါ့နောက်တစ်ခုအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ print p r i n t print a equal b ပေါ့ a က b နဲ့ညီတယ်ပေါ့ဗျာ equal b ပေါ့နော် b က a နဲ့ညီတယ်နောက်တစ်ခုအနေနဲ့ဆိုရင် a ဟာ b နဲ့မညီဘူးမှားတယ်ပေါ့နော် a print p r i n t print a exclamation equal b ပေါ့နော်အဲ့လိုရေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကရေးပြီးဆိုရင်ဒီကောင် run လိုက်ပါမယ် run လိုက်တဲ့မှာဆိုရင်သူဒီ ad ပထမအနေနဲ့ ad b ထက်ကြီးရဆိုတဲ့အခါမှာ true ဖြစ်တယ် a ဟာ b အောင်ငယ်တယ်ဆိုတော့ false ဖြစ်တယ်ပေါ့ a နဲ့ b နဲ့ဟာညီတယ်ဆိုရင် false ဖြစ်တယ် a ဟာ b နဲ့ညီလဲမညီဘူးမှားတယ်ဆိုရင် true ဖြစ်တယ်ပေါ့အဲ့ဒါဆိုရင် user တွေအနေနဲ့အသက်16နှစ်နဲ့အထက်အရက်သို့မဟုတ် minor လို့ပြမဲ့ program တွေကိုစမ်းကြည့်ပြီးတော့လဲကိုယ်တိုင်လေ့လာပြီးရေးကြည့်လို့ရပါတယ်ဒီ channel ကနေပြီးတော့မှနောက် day အိမ်မှာတင်မဲ့သင်ခန်းစာတွေပေါ့ logical operator and or not အတွက်အခြေခံကောင်းတွေတခုလဲဒါဖြစ်လာပါလိမ့်မယ်ဟုတ်ကဲ့ဒီသင်ခန်းစာကိုအခုလိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ဗျာ